မြန်နိုးလိုက်လို့ရှင်ကိုကအိမ်ဒီကိုမရတော့လူတယောက်ကကိုမြန်နိုးတယ်နဲ့ကိုတောက်လျှောက်အိမ်ဒီတန်းပြတ်တယ်အရန်နဲ့ကိုကလည်းပြီးတော့မှာဟုတ်လားအဲ့ဒီအချိန်မှာအဲ့ဒီလူကအဲ့ဒါကိုပြန်ရုပ်သေးသွားရင်ဟာကျန်းနေပြန်ပြီတော်တော်ဆိုးတယ်နော်တခါကြီးမိုင်းများစဉ်းစားကြည့်နော်မြန်နိုးတဲ့လူကိုကပြန်ပြီးတော့မြန်နိုးရတဲ့ကိစ္စကလည်းတကယ်မလွယ်ဘူးသူကကိုရာသက်ပန်ကြီးမင်းကိုငါမြန်နိုးရမလို့စာချုပ်ထားတာပါသူစိတ်တိုင်းမကြတဲ့ချိန်သူခွာသွားမှာပဲသူခွာသွားတာနဲ့ကိုခံရပြီအစာတဲကစားကိုကအိန္ဒိယသွားပြက်တာမင်းမြန်နိုးတော့ငါအသာလေးနေမယ်ဆိုကိစ္စမရှိဘူးတော်မလွယ်ပါဘူးဗျလူတွေကချစ်စရာကောင်းရင်မြန်ချစ်လိုက်တာမုန်းစရာကောင်းရင်မြန်မုန်းလိုက်တာအဲ့ဒီချစ်ချင်းမုန်းချင်းတစ်ပါးနဲ့လူတွေဟာပြာရခတ်ပြီးတော့အလုပ်တွေရှုပ်နေတယ်လို့ထင်တာပဲဒီကိစ္စမှများဟုတ်လားအဲ့ဒါဟုတ်တယ်ဗျအချိန်တိုင်းချစ်သူအတွက်လုပ်ရတယ်မုန်းသူအတွက်လုပ်ရတယ်ချစ်သူထဲမှာကိုယ်ထဲပါတယ်တခါတလေကျတော့မုန်းသူထဲမှာတော့ကိုယ်ပါခြင်းပါနေတယ်ဒီကိစ္စမှများ